Hello မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ regular customer တွေအတွက်ဇောင်းဝါးသီးလေးခူးနေတာပေါ့ခင်ဗျာဇောင်းဝါးသီးလေးတော်တော်များများရတဲ့ခါမှာအိမ်ကိုပြန်ခဲ့ပြီပေါ့အိမ်ချန်နဲ့ရောက်တဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်စိုက်ပျိုးထားတဲ့ပူစီနံခင်းလေးကိုခူးနေတာဖြစ်ပါတယ်ဗျာခူးလာတဲ့ပူစီနံလေးရဲ့ဇောင်းဝါးသီးလေးတွေကိုတန့်ရှင်းမှုဖြစ်ဖို့သွားအောင်ရေနဲ့ပြောင်းအောင်ဆေးခဲ့ခြင်းဖြစ်ပါတယ်ဗျာအိမ်ထဲကိုရောက်တဲ့ခါမှာတော့ကျွန်တော်ရဲ့အတုပ်ခုံလေးကိုတန့်ရှင်းရေးပြုတ်လုပ်ထားပါဗျာအဲ့ဒီလိုတန့်ရှင်းရေးပြုတ်လုပ်ပြီးတော့ဇောင်းဝါးသီးလေးကိုပပလှီးတာဖြစ်ပါတယ်ဗျာအဲ့လိုပလှီးပြီးတော့ပကံနဲ့ထည့်ပြီးတော့တကလားကျွန်တော်တို့ဟင်းချုံမှုနည်းငယ်နဲ့စားနည်းနည်းထည့်ပြီးတော့အတုပ်မှုန့်လေးရဲ့မြုပ်သီးမှုန့်လေးရဲ့ထည့်လိုက်တဲ့ခါမှာအရန်ကောင်းတဲ့ဇောင်းဝါးသီးအရှင်တုပ်ကလေးရပြီပေါ့ဗျာကဲဒါကတော့ဂျင်းလက်ဖက်တုပ်ကလေးတုပ်မှာဖြစ်ပါတယ်ခင်ဗျာကဲဂျင်းလက်ဖက်ကလေးကိုနည်းငယ်ထည့်လိုက်ပြီးတော့ခရမ်းညင်သီးလေးကိုလှီးထည့်လိုက်တာဖြစ်ပါတယ်ဗျာကဲဒါကတော့ပဲလော်လေးကိုထည့်လိုက်ပါတယ်ခင်ဗျာပဲလော်လေးထည့်ပြီးဟင်းကြုံမုံနည်းနည်းစားနည်းနည်းထည့်ပြီးတော့စီလေးဆန်းလိုက်တဲ့အခါမှာကျွန်တော်ဆိုင်ရဲ့ popular ဖြစ်တဲ့ဂျင်းလက်ဖက်တုပ်ကလေးကိုရရှိပြီပေါ့ဗျာကျွန်တော်ဆိုင်မှာဆိုလို့ချင်းကြောက်ရောက်လာတဲ့ customer များကိုဇောင်းဝါးသီးအရှင်တုပ်ကလေးရဲ့ဂျင်းလက်ဖက်တုပ်ပူစီနံလေးရဲ့ကို free ချကျွေးတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တကယ်ကြီးမိတ်ဆွေပေါင်းတင်အားလုံးတို့အနေနဲ့ကျွန်တော်ဆိုင်လေးကိုကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကဲဗျာအခုလိုပူစီနံလေးကိုညှက်ထည့်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ကဲအရန်ရလာချိတဲ့ popular ဖြစ်တဲ့လက်ဖက်တုပ်ဂျင်းလက်ဖက်တုပ်ကလေးရပြီပေါ့ဗျာ